ညီဖြစ်သူကစိတ်ထားအယမ်းမှုပဲရပါတယ်သူ့ရဲ့လေးပစ်စွမ်းရည်ကိုစမ်းကြတယ်နဲ့သူ့အကိုအရင်ခောက်ခောက်ကိုတောင်တက်ရှိပြစ်မှတ်အဖြစ်သုံးရတယ်နောက်ဆုံးတော့မြားချိနေအကိုဖြစ်သူခမ6ကန်းပါးနဲ့ပြုတ်ကျသွားလေရောကံကောင်းကျင်တော့6ထဲကိုထိုးကျသွားတဲ့အချိန်မှာပဲနှိပ်ပေါင်းများစွာချိတ်ပိတ်ထားတဲ့ရှေးအောင်ဖျားပေးလေးတော်ကြီးကအဲ့ဒီလူရဲ့ဒုက္ခကိုအာရုံခံပြီးသွားတယ်ဒါနဲ့လီတော်ကြီးကသူ့လိုရုံထွက်ပြီး6ထဲကျလေတဲ့လူရဲ့အောက်ကိုပြန်ဆင်းပြီးတော့သူ့ကိုမြေပြင်ပေါ်ဖြည်းဖြည်းချင်းတင်ပေးလိုက်တဲ့လီတော်ကြီးကိုစောင့်နေတဲ့ဘုံကြီးနှစ်ပါးလက်ဓာတ်ကိုမင်းတော့အံ့ဩမင်းတတ်သွားတာပေါ့ဒီလူဟာဒီလေးတော်ကြီးရဲ့တခင်ဖြစ်လာမဲ့လူပဲဆိုတာသူတို့ချက်ချင်းသိလိုက်တယ်ဒါနဲ့ဘုံကြီးတွေကသူ့ကိုတိုင်းပညာတွေသင်ပေးလိုက်ကကနှိမ့်ကြတဲ့အခါမှာတော့ဒီလူရဲ့စွမ်းရည်တွေကတချိန်ထိုးတိုးတက်လာခဲ့တယ်တောင်တလုံးကိုတော့မြားတစ်စင်းနဲ့ဖောက်ထွက်နိုင်တဲ့အထိပဲအချိန်တန်ပြီးဆိုလို့ဘုံကြီးတွေကလေးတော်ကြီးကိုထုလက်ထဲအပ်လိုက်တယ်ဒါပေမဲ့ပရိရဲ့သုံးပြီးဒါတာမန်လေးတစ်စင်းပါပဲနေ့တိုင်းလွယ်ထားပါလို့မှားလိုက်တယ်သူကတော့ဝမ်းသာအားရနဲ့စမ်းပစ်ကြည့်မယ်လို့တော့လေးကိုမတော့မနေမနိုင်ဖြစ်နေရောကျိုးကိုဆွဲကြည့်တော့လဲနည်းနည်းလေးပဲပါလာတယ်သူမသိတာကအဲ့ဒီလေးတော်ကြီးဟာအလေးကျုံဂျင်ပေါင်း1000တောင်ရှိသေးဆိုတာပါပဲဒီလိုနဲ့တနည်းတော့သူ့ညီကိုလက်စားချေဖို့သူပြန်လာခဲ့တယ်မျိုးနွယ်စုစီရောက်တော့ဘယ်သူမှအရာထင်အောင်မလုပ်နိုင်ခဲ့တဲ့ကြောက်တိုင်ကြီးကို